Hello အားလုံးပဲမင်္ဂလာပါမယ်ဘူးပါဆိုဒီနေ့မှာမယ်တို့ဒီနေ့ဘာနဲ့ပတ်သက်ပြီးတော့အတွေးလေးတွေကိုစဉ်းစားကြည့်ကြမလဲပေါ့နော်အဲ့လိုမျိုးမေးလို့ရှိရင်မယ်ကတော့ balance of life topic ထဲကနေပဲသွားကြမှာရယ် balance of life topic ထဲပဲသွားမယ်ဆိုတော့ဘာလဲဆိုတော့ကျွန်တော်တို့လေမယ်တို့ဘာဖြစ်လဲဆိုတော့တခါလေကြာလို့ရှိရင်ကိုကလေကိုယ့်ရဲ့အတွင်းထဲကိုပဲအများကြီးဖြည့်နေတယ်ဘာကိုပြောချင်တာလဲဆိုတော့အကယ်လို့အထူးသဖြင့်လူငယ်လေးပေါ့နော်ထုံးစံတိုင်းလူငယ်လေးဆိုရှင်ကိုပေါ့နော်မလုံလောက်သေးဘူးမတော်သေးဘူးလို့ထင်ပြီးတော့ဘာလို့တက်ကြလဲဆိုလို့ရှင်အများကြီးဖြည့်ဟိုတခါကျရင်ကိုတိုင်းတော့မသိပဲနဲ့ဖြည့်နေမိရတယ်လေရှိရလေနော်ကိုဖြည့်ကိုဖြည့်တဲ့နေရာမှာတင်နန်းနေအများကြီးတက်တယ်ဒါမှမဟုတ်လေလေးလာတင်ယူမှုတွေကိုအများကြီးလုပ်တယ်အများကြီးလိုက်လေ့လာတယ်အများကြီးထည့်တယ်အများကြီးမှတ်တယ်ပေါ့နော်တကယ်ကလေဘလို့ပဲနေကျွန်တော်လူရည်လို့ဖြစ်လာဆိုရင်ခလေးလေးကနေကျွန်တော်ဆွေးရကြောင်းနေတက်တယ်ဗျအဆွေးရကြောင်းနေတက်တော့ဘလို့ပဲနေအဲ့အကြောင်းတွေတက်ခဲ့တဲ့နှစ်တွေအများကြီးမှာကျွန်တော်တို့ကလည်းဟိုကောင်းတာရယ်ဆိုးတာရယ်မဟုတ်ဘူးအများကြီးထည့်နေရတာပဲကွာကောင်းတာတွေလည်းအများကြီးပါတယ်ပေါ့နော်သူတို့ဖြစ်တော့အဲ့ဆိုတော့ကျွန်တော်ရဲ့ဘဝတစ်လျှောက်လုံးကလေစဉ်းစားကြည့်လိုက်ထည့်လာရတဲ့ဟာတွေပဲမွေးကလေးကနေပြီးတော့အခုချိန်အခုဗီဒီယိုကြည့်နေတယ်လို့ဆိုရှင်အခုဗီဒီယိုကြည့်နေတဲ့အချိန်ထိမယ်ပြောနေအောင်နားထောင်နေတဲ့အချိန်ထိအခုဆိုလည်းမယ်ပြောနေအောင်ဘာလုပ်နေရလဲထည့်နေရမယ်ပြောနေအောင်လက်ခံနေရထည့်နေရဆိုတော့ဒီလို input တွေကလေဘဝတစ်လျှောက်လုံးစားပဲစဉ်းစားကြည့်နေမွေးကလေးကဖေမေပြောတဲ့အရာတွေမွေးကလေးကတင်ယူလိုက်ရတယ်ဖြည့်လိုက်ရတဲ့အရာတွေအများကြီးပဲအဲ့လိုမျိုးအများကြီးဖြည့်ပြီးတော့ဘာမှမဟုတ်ဘူးတတန်းစိတ်ခွေသွားတယ်ပေါ့နော်အဲ့လိုဆိုရင်စဉ်းစားကြည့်လေကိုထည့်ထားတဲ့အရာတွေကိုဘယ်မှာပြန်ထုတ်ထားရလဲထုတ်တော့မထုတ်လိုက်ရပဲねပေါ့နော်အဲ့လိုမျိုးကြီးမဖြစ်စေချင်ဘူးအဲ့ဒီအတွက်ဒီဗီဒီယိုလေးကိုလုပ်လိုက်ရချင်းလို့ပြောရင်လည်းမှန်တယ်ပေါ့နော်အမအဲ့တော့ကျွန်တော်အခုခေတ်ကြီးဆိုပို့ဆိုရယ်ဒီအခုခေတ်ကြီးက information ခေတ်ကြီးလေအများကြီးတိုးတက်လာတယ်ဆိုရတဲ့အတွက်အများကြီးထည့်စရာတွေလည်းများလာတယ်အရင်ကထက်ကိုလေအဲ့လိုမျိုးထည့်ပြီးတော့လေထုတ်ဖို့ကိုမိသွားတတ်တယ်ပြီးမထုတ်ထက်တော့ဘူးဆိုတာဖြစ်တတ်တယ်အဲ့လိုပေါ့အဲ့ကြောင့်မို့လို့ကျွန်တော်အခုချိန်မှာအခုဗီဒီယိုကြည့်နေတယ်လို့အထူးသဖြင့်လူငယ်ဆိုရှင်ပို့ပြီးစဉ်းစားစေချင်တယ်ကိုမှရှိတဲ့ဟာတွေထည့်ထားတာတွေအရင်များနေတာကွာဘလို့ဝင်းနေများတယ်အဲ့လောက်အများကြီးထည့်ထားတဲ့ဟာတွေကိုဘယ်အချိန်မှပြန်ထုတ်မှာလဲဘောနော်ကိုမှရှိပြီကိုမှအများကြီးထည့်ထားတဲ့အရာတွေဘယ်အချိန်ပြန်ထုတ်မှာလဲဘယ်အချိန်မှပြန်ပြီးဖော်ပြမှာလဲဆိုရဟာလေးကိုစဉ်းစားကြည့်ချင်ပါတယ်အခုဆိုလို့ရှိရင်လည်းတမရတော့မယ်ကိုဗီဒီယိုကြည့်နေသူတွေကတော့ဒါဟိုထည့်နေရပါတော့အထည့်တွေကိုဖြည့်နေရမယ်အနေနဲ့ကြတော့ပါလဲဆိုတော့မယ်ကဒါထုတ်နေရဒီလားထုတ်နေရအဲ့လိုဆိုတော့တခါလေကြာလို့ရှိရင်ထည့်ထားတာများရင်အဲ့လိုထည့်လို့မရတော့တဲ့အခြေအနေဆိုတာရှိကိုရှိတယ်ကျွန်တော်အုံနောက်ကြည့်ရဟုတ်တယ်ဘလောက်ဒီပေါ့နော်မှတ်နိုင်ပေါ့နော်အကုန်လုံးရတော့အမြဲတမ်းမှတ်မိနေရမဟုတ်တချို့အရာလေးတွေကမေ့ပေးရတယ် space ပေါ့နော် space လေးကတဖြည်းဖြည်းနဲ့အဲ့လိုတိုး short balance ဖြစ်အောင်လို့လေအဲ့တော့ Marison ကစာပိုင်းမှာပြောရလို့ပဲ balance of life topic အောက်ကနေပဲသွားခြင်းနဲ့ဘဝရဲ့ဒီဟန်ချက်ညီရဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပဲသွားခြင်းနဲ့ဆိုတဲ့အတိုင်းဒီမှာဘာကိုချိတ်ဆက်ခြင်းလဲဆိုတော့ကိုထည့်တဲ့အထက်နဲ့ဖြည့်တဲ့အဖြည့်နဲ့ပေါ့နော်ပြန်ပြီးတော့ထုတ်တယ်ပြန်ပြီးပေးတယ်ဆိုတဲ့ဟာ balance မျှမနေဘူးဒါကလည်းလောကကြီးကဒီလိုတိဆောက်တာလည်းဖြစ်နိုင်တယ်ဒီအပိုင်းတော့မယ်အကျွမ်းတဝင်ကြီးတော့ deeply မသွားသေးပါဘူးဒါပေမဲ့ဒီနေရာမှာအဓိက sharing လုပ်ချင်တာကစဉ်းစားစီချင်တာကခါလေးကျရင်ကိုကထုတ်ဖို့စဉ်းစားရဲကွယ်ထုတ်မယ်လို့လည်းပလန်နေဒါပေမဲ့မထုတ်ဖြစ်သွားတာရှိတယ်အဲ့တော့
မိုင်းရဒီမှာဘာပြောချင်လဲဆိုတော့ထုတ်ပါဆိုတဲ့ advice လေးကိုပေးခွင့်ပြုပါပေါ့နော်ထုတ်ပါဆိုတဲ့ advice လေးကိုပေးချင်တယ်အများကြီးထည့်ရင် phone story ပြည့်ရလေဟုတ်တယ်မလားကိုယ့်ရဲ့လွယ်အိတ်ထဲကိုအစမတန်ထည့်ထားရင်ပြည့်ရလေကိုယ့် vibe ပဲကြည့်ပါလားကိုစားခြင်းနဲ့ဆိုပြီးတော့ဟိုစားကောင်းတော့ကောင်းနေဘလောက်ပဲစားပြည့်သွားရင်အရန်ပြည့်သွားနေလို့ကောင်းတော့မကောင်းဘူးစားတော့မှတောင်းသူဆိုရှင်4နိုင်5နိုင်6နိုင်9နိုင်အိုးတောက်လျှောက်လုံနိုင်နေဆိုတာမရှိဘူးကဲလို့လုံနိုင်နေဆိုရင်တော့မှအဲ့ဒါကြီးကလုတ်ပြီးသွားရင်အရန် burn out ဖြစ်သွားအဲ့လိုပေါ့နော်အဲ့ဒီတော့လူငယ်ရတခါချက်အများကြီးကြိုးစားတယ်ဒါပေမဲ့ကြိုးစားတာကဘာကြိုးစားလဲဆိုကိုယ့်ကိုအများကြီးပြည့်နေအောင်ဖြည့်နေတာအဲ့ဆိုတော့မဖြည့်ရတော့ဘူးလားပေါ့နော်မင်းစကားနားတော့မရောအဲ့လိုလည်းမဟုတ်ပါဘူးကိုယ့်ကိုလည်းဖြည့်ပြီးတော့အရန်ပြည့်နေတယ်လို့ခံစားရတယ်ဆိုရှင်ပြန်ထုတ်ဖို့မမေ့စေချင်တာ main message ကလေမဖြည့်ခိုင်းတာမဟုတ်အဲ့တော့ဘဝတစ်လျှောက်လုံးလည်းဖြည့်တယ်နောက်လည်းဖြည့်ရအောင်မဖြည့်လို့လည်းမရအောင်နော်ဒါပေမဲ့ဖြည့်ပြီးတော့အဲ့ဒါတွေကိုဘယ်နေမှာပြန်သုံးပါလဲပေါ့ကဲအဲ့လို personal development topic တွေရောက်သွားပြီဆိုဘယ်လိုပြောကြလဲဆိုရင်တော့ result ပေါ့နော် result ရအောင်တကယ် action ယူပါဆိုတဲ့စကားတွေကလည်းဒီ topic ကပဲအဲ့လိုဆိုတော့အဲ့လိုမျိုး personal development တို့ personal growth အပိုင်းကိုသွားမယ်ဆိုရင်တော့အဲ့လိုလေးပြောရမှာပေါ့လေကိုလိလာထားတာတွေကိုပြန်ပြီးအသုံးချဆိုတာလေ result အပြင်မှာပေါ့နော် output တစ်ခုရလာ input နဲ့ output ကိုပဲအရှင်းဆုံးပြောချင်တယ်ဗျာဒီလား input နဲ့ output ပဲအဲ့တော့ကိုက input တွေအများများထည့်တာတွေအများများနေရဆိုရင်ထုတ်တာလည်းများပေးရတယ်မဟုတ်ရင်ဘဝရဲ့ balance ကြီးอ่ะတဖြည်းဖြည်းနဲ့လျော့လာလိမ့်မယ် balance ကလေတကယ်အရင်ရေးကြည့်တယ်လို့မထင်ပါတယ်မယုံကြည်တယ်ကွာထင်တာမဟုတ်အဲ့တော့အခုကအစပြီးတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားတဲ့အခါမှာစဉ်းစားကြည့်ပါကိုမထုတ်ပြတာများနေလားပေါ့ကဲလို့ကိုထုတ်လိုက်လို့ရှိရင်လေတခုမှားသွားမှာတခုဖြစ်သွားမှာတော့မစိုးရိမ်နဲ့ဒီလားဘာလို့ပြီးပြန်ခဏလေးပဲအရာတိုင်းอ่ะလေခဏလေးပဲကဲလို့ထုတ်တဲ့ခဏဆိုလဲခဏပဲပြီးရင်အချိန်ကဘလို့ကိစ္စမျိုးမဆိုဘယ်အရာမဆိုအချိန်ကတိုက်စားပါလိမ့်မယ်ဒါကြောင့်အကယ်လို့ထုတ်အောင်မှာကိုစနိုးစနောက်ဖြစ်နေရဆိုလို့ရှိရင်လည်းမဖြစ်ပါနဲ့ထုတ်ပါကဲလို့ကိုထုတ်တဲ့ဥမာ action ထုတ်မလားလောက်ရက်တွေနဲ့ပြန်ထုတ်မလားအမစကားတွေနဲ့မိုက်လို့ပြန်ထုတ်လည်းထုတ်မလားဒါပေမဲ့ဥမာပြနော်မိုက်ထုတ်နေရဒီပြောမှဆို output ဆိုတဲ့ဟာလေးကိုမြင်စေချင်လို့အဲ့လိုမျိုးကိုက output တွေလုပ်လို့ဘသူတွေဘာတွေပြောကိုစိတ်ထဲကပြောစိတ်ထဲကနေ negative thoughts တွေပဲဝင်ခဏပဲယုံလိုက်ပါအဲ့ဒီတော့ဒီနေ့တော့ကတော့ဒီလောက်ပါပဲ balance of life topic ကနေပြီးတော့ဘာပြောရလဲဆိုတော့အတွင်းနဲ့အထုတ်ပေါ့နော်အေး input နဲ့ output မျှတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတော့ပါတယ်ခင်ဗျာဆိုတော့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်း idea sharing တွေနဲ့စဉ်းစားစရာတမိုးရှိရဲ့စဉ်းစားစရာလေးပေါ့အများကြီးတင်လာပါဦးမယ် see you next video ပါ bye bye အများကြီးကောင်းသော output တွေလုပ်နိုင်ပါစေ